အားလုံးပဲမင်္ဂလာပါကျွန်တော်က RIND College ရဲ့ Designated Program Batch 10မှာပညာသင်ကြားနေတဲ့မောင်အောင်ကိုပဲဖြစ်ပါတယ် RIND College ကိုဘယ်အစတည်တည်ရှိခဲ့လဲဆိုတော့ကျွန်တော်က Christian တယောက်ပါเนาะကျွန်တော်တို့ချက်ကြောင်းမှာကျွန်တော်တို့ရဲ့အမကဂျပန်ရောက်သွားပါတယ်ပေါ့เนาะအဲအမကိုကျွန်တော်တို့မေးမြန်းပြီးတော့ဒီအကြောင်းရောက်ရှိလာတာပဲဖြစ်ပါတယ်တလားကျော်ကြံမြင်ခဲ့ပါတယ်တင်နန်းကာလာအတွင်းမှာပေါ့ကျွန်တော် system ဘုံမှာရှိတဲ့ hardware တွေအကုန်ဖြုတ်ထပ်သွားတယ်ပြီး web development မှာ HTML နဲ့ CSS code တွေကိုကျွန်တော်ကောင်းမှရေးနိုင်ပြီးတော့ networking ဘိုင်းမှာ command တစ်လုံးနဲ့ချိတ်ဆက်တာတွေကိုကောင်းမှချိတ်ဆက်နိုင်ခဲ့ပါတယ်တင်ကြားရင်းနဲ့ပတ်သက်ပြီးဆိုရင်တော့ကျွန်တော်တစ်ရက်မှာ၄ချိန်ရှိတယ်9နာရီကနေပြီးတော့45အထိရှိရပေါ့နော်အဲ့ဒီအချိန်အတွင်းမှာကျွန်တော်တို့ lab practice တွေနဲ့ကျွန်တော် study အချိန်နဲ့ရှိပါတယ်ဒါကြောင့်ဒီတင်ကြားတဲ့အချိန်မှာ lab practice နဲ့ study ကိုမျှထည့်ပေးရတဲ့ကြောင့်မလို့တင်ကြားရတာအရင်လွယ်ကူပါတယ်ကျွန်တော်ဒီကျောင်းမှာတက်ခဲ့ရတယ်ကျွန်တော်ခန်းစားချက်လေးရှိရပေါ့နော်ဒီကျောင်းကဆရာဆမတွေကစာသင်ချိန်ထဲမှာဆိုရင်စာတွေကိုကောင်းကောင်းမွန်မွန်ရှင်းပြတယ်ရှင်းပြပြီးကျွန်တော်တို့စာမရရင်လည်းနွေနွေထွေးထွေးပေါ့နော်ဆက်ဆံပြီးတော့ရှင်းပြကြတယ်ပေါ့နော်ကျွန်တော်တို့ဒီကျောင်းမှာတက်နေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးကလည်းရင်းရင်းနှီးနှီးစัจကြံရကြမို့ဒီကျောင်းတစ်ခုလုံးကကျွန်တော်တို့ family type တစ်ခုအနေနဲ့ကျွန်တော်တို့သွားနေတာပေါ့နော်အဲကြောင့်မို့ဒီကျောင်းကိုအစ်စ်လာမဲ့ညီကိုမောင်နှမတွေအတွက် RIND ကျောင်းမှာတကားကိုကျွန်တော်တို့အမြဲဖွင့်ပေးရပါတယ်